မိတ်ဆွေတို့ဒီလောက်တာမာထွားကြိုင်းတဲ့စင်ကြီးတစ်ကောင်ကဘာလို့ဒီကျိုးမြင့်တေးသေးလေးကိုမဖြတ်နိုင်ရတာလဲလို့စဉ်းစားဘူးလားတကယ်ဆိုဒီစင်ကြီးကတစ်ချက်လေးအားဆိုင်ပြီးယုံလိုက်တာနဲ့ဒီကျိုးကပြတ်သွားမှာလေဒါပေမဲ့သူကဘာလို့ဒီတိုင်းငြိမ်နေရတာလဲကျွန်တော်တကယ်ကိုနားမလည်နိုင်ခဲ့ဘူးဒါနဲ့ကျွန်တော်လေဘေးနားကစင်ဦးစီးဦးလေးကြီးကိုတွားမိလိုက်တယ်ဦးလေးဒီစင်ကြီးကဒီကျိုးကိုဖြတ်နိုင်ရနဲ့ဘာလို့မယုံတာလဲဗျာတဲ့စင်ဦးစီးဦးလေးကြီးကပြုံးကြည့်ဖြေတယ်ဒီစင်လေးငငယ်တုန်းကတဲ့သူ့ကိုဒီကျိုးအရွယ်စားနေပဲကြည်ထားခဲ့တာကွာအဲ့ဒီတုန်းကတော့သူကအားမရှိသေးတော့ဘလို့မှယုံမထွာနိုင်ခဲ့ဘူးတဲ့သူဘလောက်စူးစမ်းမအောင်မြင်ခဲ့တော့နောက်ဆုံးမှသူအရှုံးပေးလိုက်ရတယ်အဲ့ဒီချိန်ကစပြီးသူဟာစိတ်သက်ကျသွားခဲ့တာပေါ့တဲ့အခုသူအရွယ်ရောက်လာတဲ့အထိသူ့စိတ်ထဲမှာဒီကျိုးကိုဘယ်တော့မှဖြတ်လို့မရဘူးလို့အခိုင်အမာယုံကြည်သွားပြီဒါကြောင့်သူလုံးဝမယုံတော့တာပေါ့လို့ဦးလေးကြီးကပြောပြတယ်ကျွန်တော်တို့လူသားတွေလည်းဒီစင်ကြီးလိုပါပဲအတိတ်ကကြရှုံးမှုတဲ့အရာတစ်ခုကြောင့်ငါမလုံနိုင်တော့ဘူးဆိုတဲ့စိတ်ကူးရင်ကြိုးတွေနဲ့ကိုပြန်ချီနှောင်ထားတတ်ကြတယ်မိတ်ဆွေတင့်ကိုတားဆီးထားတာတင့်ကိုယ်တိုင်ပါပဲအခုပဲယုံထွက်ဖို့စူးစမ်းလိုက်ရင်အဲ့ဒီကြိုးတွေပြတ်သွားမှအသေးချလာပဲတင့်ရဲ့စိတ်ကူးရင်ကြိုးတွေကိုအခုပဲဖြတ်လိုက်ပါတော့